ဒီနေ့ဈေးထဲသွားတော့မှုလေးတွေးခဲ့ပါလေရှင်မှုလေးတွေးတော့ဝယ်လာပါလေရှင်မှုစီကြော်လေးကြော်စားပါမယ်ရှင်အစရိုက်ဖို့မေ့သွားလို့ပေါ့နော်ခုမှဟိုဓားလေးနဲ့အသေးလေးတွေကိုချစ်ပြီးသွားပြီပေါ့နော်အဲ့ဒါရေလေးစိမ်ပြီးတော့ဆေးပါတယ်တရေဆေးပြီးသွားပြီဆိုတော့ဒါနောက်တရေပေါ့နော်မှုကနည်းနည်းတော့လောက်ရတာလက်ဝင်ပါလေရှင်ကြိုက်တော့လဲမှုလေးကစားချင်တော့ဝယ်လာရင်နောက်ဆုံးတော့ဆေးပြီးသွားပါပြီရှင်မိုးကစိတ်ရှည်ရပါတယ်နော်ထပ်ဆေးရပါတယ်ရှင်ခုကဆေးပြီးပြီဆိုတော့ရေလေးခဏစစ်ထားပါအောင်မယ်ရှင်မိုးလေးတွေကရေစစ်ထားတာခြောက်သွားပါပြီရှင်ဒီလိုလေးမှုပြီးတော့ကြော်လို့ရပါပြီခုလိုမိုးလေးတွေမှုပြီးရင်ကြော်လို့ရပါပြီစီဦးလေးတဲပါမယ်ရှင်ခုလိုစီလေးပူလာပြီဆိုတော့မိုးလေးထည့်လို့ရပါပြီရှင်မိုးလေးထည့်လိုက်ပါပြီမိုးစီကြောဆိုတော့စီတော့ပူထည့်ရပါလေရှင်စီမြမြနဲ့ကြော်ရပါလေခုလိုနေထားလေးဆိုချစ်တန်ယူနဲ့ငရုတ်သီးကြောက်တောင်လေးလည်းတစ်ခါလေးထည့်ပါလေရှင်ဒီခမောလေးနည်းနည်းထည့်ပါလေပြီးရင်စားလေးလည်းတစ်ခါလေးထည့်ပါလေရှင်မိုးကချိုးပြီးသားဆိုတော့ဟင်းခမောနည်းနည်းလေးပဲထည့်ရတာပါရှင်မိုးကကြာတော့ကြော်ရပါလေရှင်မိုးစီကြောဆိုတော့ပိုးကြကဲခုဆိုရင်ကြော်လာတဲ့ဒါနည်းနည်းလေးကျက်စားပြလာပါပြီရှင်ကျက်သွန်ပြူလေးငရုတ်သီးလေးတွေလည်းအီနက်နက်လေးတွေဖြစ်လာပါပြီခွဲဒီမှာကျက်သွန်ပြူလေးငရုတ်သီးလေးတွေထည့်ကြော်လဲအရန်စားလို့ကောင်းပါလေရှင်မွေးလေးခုလိုနေထားဆိုရပါပြီရှင်ဆယ်လို့ရပါပြီရှင်စဉ္ညာတန်လေးပါရင်တိခံပြီးကြည့်ပေးကြပါရှင်ရတာပြီဆိုတော့ဒီလိုလေးစီလေးစစ်ထားပါလေရှင်